ကျွန်တော်တို့တက်မတော်အနေနဲ့ကဒီ MND ကိုကန်တွေကိုအားလုံးပဲမင်္ဂလာပါတို့ဒီလေးရှင်တွေမှာကြိုဆိုပါစေနေ့စဉ်တဲ့ကောင်းများကိုတင်ပေးတော့မို့လို့ subscribe လေးလုပ်ဖို့တောင်းဆိုလိုက်ပါတယ်ကျေးဇူးတော်များကိုသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာစုပ်ဖို့ပေးထားတယ်ဒီလာချိုးကနေပြီးတော့စုပ်ဖို့ပေးထားတယ်ဒါပေမဲ့ဒီ MND ကိုကန့်ပဲဖြစ်ဖြစ် DNN တွေပဲဖြစ်ဖြစ်ဒီကောင်တွေမှာလူဝင်အားကြီးနေသွားတယ်လက်နက်ခဲယမ်းကြီးနေသွားတယ်ရိတ်ခါကြီးနေသွားတဲ့အတွက်သူတို့ကဒီဟိုင်ကင်စာချုပ်ဆိုတဲ့ဥစ္စာကိုပဲပြောတယ်ဒါကိုလည်းနိုင်ငံတော်အကြီးအကဲတွေတက်မတော်ကာကွယ်ဦးစီးချုပ်တွေဒုချုပ်ကြီးတွေနော်လူကြီးကကျွန်တော်တို့တဲ့အများကြီးသိတာပေါ့ကျွန်တော်တို့ကတစ်ခုသိရင်လူကြီးကအစ1000သိတယ်ဒါပေမဲ့ဒီတပုံတွေကအမြဲတမ်းကျွန်တော်တို့ရဲ့နော်ဥစ္စာကိုအဲ့လိုအပြစ်ကရက်လိုက်တာမျိုးတို့ပုံစံမျိုးတွေကျွန်တော်တို့လုပ်ပြီးတော့မှအခုသူတို့တိုက်မဲ့နေရာက2နေရာရှိတယ်လာချိုးမှာ MND ကိုကန့်ကအခုလူသစ်စုနေတယ် TNN တွေလည်းလူသစ်စုနေတယ်စားနဲ့ရိတ်ခါနဲ့လက်နက်တွေသူတို့စုနေတယ်သူတို့ကစုပြီးရင်ဘယ်ကိုတိုက်မလဲဆိုနံပါတ်1ကမိုင်းရဲကိုတိုက်မယ်နော်မိုင်းရဲကိုတိုက်မယ်မိုင်းရဲကိုမတိုက်ရင်နံပါတ်2ကပြင်ဦးလင်ကိုတိုက်မယ်ဆိုတဲ့သတင်းကအခုထွက်နေပြီနော်အခုသူတို့အားမွေးနေတယ်အရှိန်ယူနေတယ်ကျွန်တော်ပြောတာယုံကျင်မယုံမယုံကျင်နေမယုံဘူးဆိုရင်မနဲ့ပြန်ကျွန်တော်အတန်ဖိုင်နဲ့တော့ကကျွန်တော်အခုလူကြီးတွေစီကိုရောက်အောင်လဲကျွန်တော်ပို့ထားပြီးပြီနော်အဲ့ဒီအတန်ဖိုင်တွေပို့ပြီး2ရက်3ရက်လောက်အကြာကြာရင်တော့ကျွန်တော် line ပေါ်မှာတရားဝင်ဓာတ်တွေကိုကျွန်တော်ပြောရလိမ့်မယ်အဲ့အတန်ဖိုင်ကိုကျွန်တော်ဖွင့်ပြရလိမ့်မယ်ဒီ30-20ခုမတိုက်ခင်တော့ကလည်းဒီလိုပဲသူတို့အခုလိုမျိုးပဲဟိုင်ကင်စာချုပ်ဆိုပြီးတော့တိုက်လာတာတောင်ခမ်းကိုတိုက်တာသူတို့မရဘူးအခုသူတို့တိုက်ဖို့ကမိုင်းရဲကိုမတိုက်ရင်ပြင်ဦးလို့သူတို့တိုက်လိုက်မယ်နော်သူတို့လူတစ်တွေ14နှစ်နဲ့45နှစ်အတွင်းကိုလူစုနေတယ်နော်ကျွန်တော်အဲ့ဥစ္စာတွေကိုကျွန်တော်ညစ်ကိုကြီးရောက်အောင်ကျွန်တော်ပို့ပေးမယ်အဲ့ဒီအတန်ဖိုင်တွေကို14နှစ်ကနေပြီးတော့45နှစ်အတွင်းကိုလူစုနေတယ်မိုင်းရဲကိုတိုက်မယ်ပြီးတော့အခု6လပိုင်းတရက်နေ့မတိုင်ခင်ကျွန်တော်တို့တက်မတော်ကနေပြီးတော့မှလာရှိုးတို့ဒီကျွန်တော်တို့ပေးထားရတဲ့နေရာတွေပေါ့နော်အခုအဓိကတော့ရှမ်းမြောက်ပါပဲကျန်တဲ့နေရာမှာဆုံးရှုံးမှုကအဲ့လောက်မရှိဘူးအမ်းမှာလည်းကျွန်တော်တို့တက်မတော်အနေနဲ့အခြေအနေကောင်းတယ်အမ်းလည်းအခြေအနေကောင်းတယ်အခုစစ်မျက်နှာပြင်ပွင့်နေတဲ့နေရာတွေအားလုံးအခြေအနေကောင်းတယ်မကောင်းတာကမိုးပြဲနဲ့အခုရမခါတို့ဘာလို့တော့မတိုက်တော့ဘူးပေါ့ဗျာတောင်းခမ်းလည်းကောင်းတယ်စစ်မျက်နှာပြင်အကုန်လုံးကောင်းတယ်မိုးပြဲတခုတော့မကောင်းဘူးမိုးပြဲမှာတော့သူချကိုချချနေတယ်ဒါပေမဲ့အကြရှုံးကတော့နှစ်ဖက်လုံးမှာရှိပုံရတယ်ဒါပေမဲ့ကိုယ့်ဘက်ကပို့ပြီးတော့မှကြာရှုံးမှုရှိနေတယ်ဆိုတော့အတန်တွေကျွန်တော်ကြားနေရတာရှိတယ်ပေါ့နော်ဒါကတော့စစ်တိုက်တာဆိုတော့မပြောလို့ဘူးပေါ့ကြာရှုံးတာပဲလေအဲ့တော့လာချိုရမခါငြိမ်နေတယ်အခုကျွန်တော်တို့တက်မတော်ကနောင်ချိုသိမ့်ပိုက်မယ်ထားအောင်ကျွန်တော်တို့ကဒီ MND ကိုကန့်ကိုတခါတည်းလာချိုမြို့ကနေအပီမောင်းထိုးရမှာနော်အပီမောင်းထိုးရမှာနော်မောင်းမထုတ်ဘဲနဲ့ဒီတိုင်းဟိုင်ကင်စာချုပ်အရလိုအဟိုလိုဒီလိုလီလိုမိုးလိုလုံနေရင်14နှစ်ကနေ45နှစ်အတွင်းကိုကန့်ကလူစုနေတယ်နော်တိုက်မှာမိုင်းရဲကိုတိုက်မယ်နံပါတ်1မိုင်းရဲမဟုတ်ခင်ပြင်ဦးလင်ကိုတိုက်လိုက်မယ်အဲ့ဒီတည်င်းကတိကြကြခိုင်မာကျွန်တော်စီကိုရောက်နေပြီနော်ကျွန်တော်ကြိုပြောရင်မှားခဲ့တယ်နော်အေးကြိုပြောရင်မှားခဲ့တယ်ဆိုတာတဲ့ကိုယ့်ဘက်ကလက်ဦးမှုအရင်ရယူရမယ်အဲ့ဒီရဲ့အတန်ဖိုင်တွေကျွန်တော်အကုန်လုံးအပေါ်ကိုပို့ပေးမှာနော်ပို့ပေးမှာအခုလည်းပို့ခိုင်းထားတယ်တို့ရောက်လားမရောက်လားတော့ကျွန်တော်လည်းမသိဘူးနော်ကျွန်တော်ပို့ခိုင်းထားပြီးပြီအဲ့တော့ဒီရခိုင်ဘက်အခြေအနေကောင်းတယ်အခုနောက်တစ်ခုကပြောချင်တာစစ်သားပေါ့နော်ဒီလိုတိုက်ပွဲတွေမဖြစ်ခင်မှာဟိုနေ့ကကျွန်တော်ကြီးညာသွားတယ်ကလေးမျိုးရဲ့ဓာတ်ကဆမှုကိုအောင်ကျော်ဆိုင်ဆိုတာဒေသ26ကဒီလူကဘလို့လူမျိုးလဲဆိုတော့စစ်သားထဲမှာတော်တော်ရှားပါတွေ့ရတဲ့လူမျိုးဖြစ်တယ်ဓာတ်ကဆမှုကလည်း26ကကိုအောင်ကျော်ဆိုင်နာမကတိုင်းမှုကလည်းဗိုလ်ချုပ်မျိုးမင်းထွေးပေါ့နော်သူအမျိုးသမီးကနောင်ချိုသူပဲနော်သမီးလေး2ယောက်ရှိတယ်နော်အဲ့တော့လုံးကိုင်လို့တော့ကောင်းတယ်ကိုအောင်ကျော်ဆိုင်ကအောက်ခြေမှာလုံနေတာတွေတချို့ຢာတွေမသိဘူးနဲ့ထင်တယ်နော်ကလေးမျိုးမှာအဲ့ဒီအဝင်အထွက်တွေမှာကိုယ့်ရဲ့တပည့်အောက်လက်သားသမီးတွေကနော်တချို့ကားတွေမှာငွေကြေးတွေဘာတွေအဲ့လိုမျိုးတွေနည်းနည်းရှိလိမ့်မယ်
ဒါပေမဲ့ဓာကစားမှုဆိုတော့လေသူလည်းအလုံးစုံတော့တိနိုင်မှာမဟုတ်ဘူးသူ့ကိုချီးကျူးတာတခုကသူကအဲ့ဒီကလေးမျိုးမှာအရင်တော့ဓာကစားမှုကိုအောင်နိုင်ဦးနဲ့ရှိတော့ကလေးမျိုးရဲ့ကုံတယ်မက်ဆာစာဆိုတာရှိတယ်မက်ဆာစာကအဲ့ဒီကိုအောင်နိုင်ဦးကိုဘုံပေါ့ဦးကိုအောင်ကျော်ဆိုင်ကိုတွေ့ကျင်လို့သုံးကတီတီတွေ့ကျင်လို့ခွင့်တောင်းတယ်ခွင့်တောင်းတဲ့အချိန်မှာကိုအောင်ကျော်ဆိုင်ကဘာပြောလိုက်လဲဆိုတော့သူနဲ့တွေ့ကျင်ရင်တဲ့သူအသက်65နှစ်ပြည့်မှလာတွေ့ပါတဲ့ပြောတာရှင်းတယ်ကုံတယ်နဲ့သူစကားမပြောချင်ဘူးတဲ့ဒီအချိန်မှာသူစစ်ပဲတိုက်ချင်တယ်တဲ့အဲ့ဒါနဲ့ကားတစ်စီးဖမ်းမိတယ်ကားတစ်စီးဖမ်းပြီးတော့အဲ့ကားတစ်စီးက300တန်တယ်သူကပြောလိုက်တယ်အဲ့ကားကိုလာရွေးတော့1000ပေးရင်1000ပေးလို့ရှိရင်တဲ့လာယူသွားလို့ပြောတယ်တဲ့ကား300တဲ့တနာ1000ဘယ်သူကပေးမှာတော့ဟုတ်တယ်မလားအဲ့ဒါတစ်ချက်သူ့ရဲ့ပြောပုံဆိုပုံတွေပေါ့နော်ဒါဓာကစားမှုကိုအောင်ကျော်ဆိုင်ပေါ့နော်ကျွန်တော်စစ်ပဲတိုက်ချင်တာတဲ့ကုံတယ်ပွဲသားရင်လည်းစကားလည်းမပြောချင်ဘူးတဲ့ကုံတယ်ပွဲသားတွေကကျွန်တော်ကိုစကားပြောချင်ရင်ကျွန်တော်ပင်စင်ယူတဲ့အချိန်မှာပဲလာပြောပါတဲ့အဲ့လိုပြောတာနော်အဲ့လိုပြောတာဆိုတော့ तू ကပြောတာမဟုတ်ဘူးကျွန်တော်ကအတွင်းသတင်းတွေအဲ့ဒီကုံတယ်တွေကပြန်ကြားရတာအခုအဲ့ဒီဓာကစားမှုကိုအောင်ကျော်ဆိုင်ကိုကုံတယ်တွေစုပေါင်းပြီးတော့မှလှုပ်ကြံဖို့လုပ်နေတယ်လှုပ်ကြံဖို့ဆိုတာဘာကိုလှုပ်ကြံမလဲဆိုတော့ကုံတယ်ပွဲသားတွေကပြောတယ်တဲ့ဒီမျိုးကိုရောက်လာပြီးတော့ပေါ့နော်ငါတို့ကုံတယ်ပွဲသားတွေရဲ့ဘေးကန်းချင်းကိုမှမယူလို့ရှိရင်နေရာပြောင်းရမယ်ဆိုတာမသိဘူးလားဆိုပြီးတော့ကုံတယ်ပွဲသားတွေကချင်းချောင်းနေတာတဲ့အဲ့ဒါကိုသူကလည်းအန်တုပြီးတော့မှငါရဲ့ကိုချိုးငါရဲ့ဘောနော်ဥစ္စာသုံးခဲ့လို့ရှိရင်နေပလေးစီပေါ့အခုသူတို့ကပတိတရားကိုတိုက်တဲ့အချိန်မှာအဲ့ဒီပွဲစားတွေပွဲစားကုံတယ်ပွဲစားတွေတယောက်ကို330 PDF ကိုပေးရတာချင်း PDF ပေါ့နော်ချင်း PDF တို့ခဏလေးတော့ဒါအမြန်လန်းကိစ္စလေးဟယ်လိုမโอเคနေကင်းကကျွန်တော်နဲ့ဖုန်းရလို့ပါဟုတ်ဟယ်လိုโอเคအမကိုလည်းကျမ်းမာရေး queue site ပါလို့ပြောပြပါအောင်နော်ဟုတ်ပြောလိုက်ပါအောင်ဗျဟုတ်ကဲ့လေးသားအမြန်လန်းအမရဲမီးတွေအခုချိန်ထိအမအကုန်လုံးကဟိုဖြစ်နေတော့အဲ့တော့ကုံတယ်ကလေးမျိုးကကုံတယ်ပွဲသားတွေကတယောက်ကိုတဦးကို330နဲ့ကပတိတရားကိုတိုက်ဖို့အတွက် PDF ချင်း PDF ပေါ့နော်ဟို CDF တို့ PDF တို့ကနေပြီးတော့မှတောင်းတော့ကစောက်တန်မထွက်ဘူးနော်တက်မတော်သားတွေအဲ့လိုအဝင်အထွက်တွေမှာဖြစ်တဲ့အချိန်ကျတော့စောက်တန်ထွက်လာတယ်ဒါပေမဲ့ကျွန်တော်ဒီမြတ်တာတဲ့ပြည်သူလူထုရဲ့ကိုယ်သားစပီကာတူဖြစ်နေတဲ့အတွက်ကျွန်တော်ပြောပေးခဲ့တယ်ကျွန်တော်ပြောတယ်ကျွန်တော်ကကိုအောင်ကျော်ဆိုင်ကိုပြောတာမဟုတ်ဘူးကိုအောင်ကျော်ဆိုင်ကိုကျွန်တော်အဲ့ဒီကဖုံးဆက်တယ်ဖုံးဆက်တဲ့အချိန်မှာဖလန်း268ကိုတိုက်နေရတဲ့ပြဿနာတစ်ခုကြောင့်ကိုအောင်ကျော်ဆိုင်ကဖုံးမကင်နိုင်ဘူးနေမယ်ကျွန်တော်လည်းမသိဘူးအဲ့မှာကျွန်တော်ကကိုကြီးကျွန်တော်ဇော်ဘိုးကြီးမှာလို့ပြောတဲ့အချိန်မှာလဲသူကအကြောင်းမပြန်ဘူးသူလည်းလှုပ်ရှုပ်နေလို့နေမယ်အဲ့တော့ကျွန်တော်ကပြည်သူလူထုကနေပြီးတော့မှဒီလိုတက်ကိတ်တွေကိုဒီလိုပေးရတယ်ဆိုတဲ့အကြောင်းကိုတော့ကျွန်တော်က line ပေါ်မှာတရားဝင်ပြောပေးတယ်ဒါကျွန်တော်အနေနဲ့ပြောပေးရမယ်ကျွန်တော်တို့တက်မတော်ပုံရိပ်ကိုကျွန်တော်အကြမခံနိုင်ဘူးနော်ပုံရိပ်ကိုအကြမခံနိုင်ဘူးအဲ့တော့ကြတော့ပြဿနာဘယ်လိုသွားဖြစ်လဲဆိုတော့ကျွန်တော်ကြားတာဒီပွဲသားကုံတယ်ပွဲသားတွေကတဲ့ကပဏီတရားကိုတိုက်ဖို့လှုပ်တော့က PDF တွေကဒီကပဏီတရားကိုတိုက်ဖို့လှုပ်တော့ကကြတော့တဲ့တယောက်ကို330စီးတဲ့ထဲတော့ကစောက်တန်မထွက်ဘူးတဲ့နော်စောက်တန်မထွက်ဘူးတဲ့အခုကြတော့တဲ့အတန်တွေကဟိုပြောဒီပြောနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ကျွန်တော်ကတစင်ကကြားလာတော့အဲ့ဒါနဲ့ကျွန်တော်ကဒီကလေးတက္ကသမှုကိုအောင်ကျော်ဆိုင်ရဲ့ဟိုဟာကိုစုံစမ်းကြည့်တယ်သူရဲ့လုံနေမှုတွေအဲ့မှာပြုမှုဆောင်ရနေမှုတွေကိုစုံစမ်းကြည့်တော့ဒီတက္ကသမှုကဘာပြောလဲဆိုတော့ငါရဲ့တဲ့စစ်သားဟိုတဲ့ကြီးကာကောင်းဟန်လမတ်ကောင်းနော်အဝိစာကောင်းလိုအပ်တာတွေအကုန်ဖြည့်ဆည်းပေးတဲ့ကုံတယ်ပွဲသားဆိုလို့ရှိရင်တဲ့သူကငွေမယူဘူးနော်အဲ့လိုမျိုးဆိုရင်ငါကြိုးစင်တက်ရင်တက်ရပါလိမ့်စေတဲ့မင်းတို့ဝင်လာတဲ့ပြောင်းနေပါလေငါအကုန်ခွင့်ပြုမယ်တဲ့အဲ့လိုမျိုးလာတဲ့လူဗျာအဲ့လူကကြောက်စရာကြီးလို့ဒီလူ
ဘောနော်တကယ်ကြောက်စရာကောင်းတဲ့လူပါလားပေါ့ကြောက်စရာကောင်းတဲ့ဟိုဘောနော်ဓာတ်ကစားမှုပါလားပေါ့နော်ငါကိုချိုးတော့ဆိုရင်တော့တဲ့ငါဘယ်ကုံတင်ထဲမှာလည်းမတွေ့ချင်ဘူးဘယ်စီးပွားရေးသမားနဲ့မှလည်းငါလည်းမတွေ့ချင်ဘူးတဲ့အာယုံနောက်လို့တဲ့စိတ်ရှုပ်လို့တဲ့နော်အဲ့တော့ကျွန်တော်ကယာရူးရဖို့လည်းအလုပ်လုပ်နေတာမဟုတ်ဘူးတဲ့ချမ်းသာဖို့အလုပ်လုပ်နေတာလည်းမဟုတ်ဘူးတဲ့ကိုချိုးစည်းပွားရှာဖို့လည်းဒီကလေးမျိုးကျွန်တော်ရောက်လာတာမဟုတ်ဘူးတဲ့အေးကျွန်တော်ရောက်လာတာဒီကလေးမျိုးတဲ့တာယာအေးချမ်းဖို့နံပါတ်1တဲ့သူကြားတဲ့နေရာတော့သူတာအေးချမ်းအောင်လုပ်မှာပေါ့နံပါတ်1ကပြီးလို့ရှိရင်ဒီမှာကလေးမျိုးမှာရှိနေတဲ့ပြည်သူလူထုတွေလွတ်လပ်စွာသွားလာပြီးတော့မှလောက်ကင်စားတောက်နေနိုင်ဖို့အတွက်ကိုသူလှုပ်ပေးပြီးတော့မှသူအချိန်ကျရင်သူပြောင်းရမယ်နော်ပြီးလို့ရှိရင်သူမြန်မာနိုင်ငံငြိမ်းချမ်းမှတက်မတော်ပေါ်မှာပြည်သူလူထုတွေအထင်မြင်လွဲမှားတာတွေကိုလက်တွေ့ကြကြနဲ့သူမျက်ဝါးတင်တင်ဒီကုံတယ်ပွဲသားတွေရှိရပတ်စံတစ်ချက်မှမယူခဲ့ဘူးဒီကလေးမျိုးသူတက်မတော်တွေအသက်သွေးချေးတွေနဲ့ပေးဆက်ပြီးတော့မှသူတက်နိုင်တော့သူလှုပ်ပေးခဲ့တယ်ဆိုတဲ့ဂုံပုတ်ကိုပဲသူလိုချင်တာတဲ့နော်အကုံတယ်ပွဲသားတွေကျွန်တော်ကိုပြောချင်တယ်ဆိုရင်ကျွန်တော်ပင်စင်ယူတဲ့အချိန်မှာကျွန်တော်နဲ့လာတွေ့ပါလို့ပြောတာအဲ့တော့အခုဂုံတယ်ပွဲသားတွေကချင်းချောင်းနေတယ်တဲ့ချင်းချောင်းလို့ဘယ်လိုရမှာလဲနာမခတိုင်းမှုကလည်းတေသား26ကလေနော်ကိုမျိုးမင်းထွေးရကိုအောင်ကျော်ဆိုင်ရလည်း26ကကိုအောင်ကျော်ဆိုင်ကနည်းနည်းစိတ်ကြီးတယ်တခါလေကျရင်ကိုအောင်ကျော်ဆိုင်ကမှန်နေပါလေထိုးခွဲတတ်တယ်ကိုကြီးအကိုကြီးကြောင်းကြီးလေးဂုံတိတယ်နော်